ဒီမိုကရက်တစ်မြန်မာတန်ကဆက်လက်အတန်းလွှင့်နေပါတယ်ရှင်အခုချိန်ကစပြီးအပတ်စဉ်ကဏ္ဍတွေကိုထုတ်လွှင့်ပေးပါတော့မယ်ပထမဆုံးနားဆင်ရမှာကတော့အပတ်စဉ်ပုဒ်တခုနေ့တိုင်းတင်ဆက်နေတဲ့ခီရေးခီရအဖျားဖျားအစီအစဉ်ဖြစ်ပါတယ်လက်ရှိတမတော်အတွင်းဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတမတော်အရာရှိတဦးတင်ပြထားတာကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့တမလို့ခေါင်းဆောင်ကြီးတွေကမျိုးချစ်စိတ်ဆိုတာကိုအကြောင်းထမ်းများပြောလို့ရှိကြပါတယ်တမလို့ကြီးကိုလေမျိုးချစ်စိတ်နဲ့တည်ဆောင်ထားတာတဲ့ဒီတမလို့ကြီးဟာတိုင်းပြည်ကြီးဘေးအန္တရာယ်ကြောက်ကဘာကြီးတဲ့ကြတော့မှမို့လို့နိုင်ငံတော်အာဏာကိုမလွှဲမရှောင်သာခိတရယူထိမ့်သိမ်းခဲ့ရတာပါပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့အစိုးရပေါ်ထွန်းလာတဲ့တနေ့ကျရင်တို့စစ်သားတွေကကိုယ့်နေရာကိုယ့်စစ်တမ်းလျာကိုပြန်ကြရမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ဂတိမတိသစ္စာမရှိဒုက္ခတိသူဖြစ်ခဲ့တဲ့ဒီကနေ့တိုင်းပြည်အုပ်ချုပ်တဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟာအမျိုးကိုချစ်လို့တိုင်းပြည်ကိုကာကွယ်ဖို့ဆိုပြီးတိုင်းသူပြည်သားမြန်မာပြည်သားထောင်တောင်းချီတပ်ဖြတ်ပြီးဆရာနာသိန်းအုပ်ချုပ်ခဲ့တာကိုကျွန်တော်တို့တမတော်သားတွေကြားဒီနေ့အထိမေ့ပြောက်လို့မရသေးပါဘူးကျွန်တော်တို့ခေါင်းဆောင်ကြီးတွေပြောနေကြဖြစ်တဲ့မျိုးချစ်စိတ်ဆိုတာနဲ့ပတ်သက်လို့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဖြစ်ပွားခဲ့တဲ့ထိုင်းစစ်ဦးစီးချုပ်နဲ့စစ်မရှင်ဖွဲ့ကသူတို့လူမျိုးထိုင်းငါးဖမ်းသမားတွေမြန်မာရေတပ်ကဖမ်းထားလို့ပြန်လာတောင်းတဲ့စစ်သက်ညီနိုင်မှုသတင်းတစ်ခုကျွန်တော်တို့စစ်သားတွေတတိယနေပါတယ်ထိုင်းနိုင်ငံကသူ့နိုင်ငံသားတွေကျွန်တော်တို့မြန်မာနိုင်ငံမှာဒုက္ခရောက်နေတာကိုမကြည့်ရလို့လာကူလာကဲဆဲပါတယ်အပြန်လည်နားလည်မှုအဖြစ်မြန်မာအာဏာပိုင်ဗိုလ်ချုပ်ကြီးတွေတောင်းဆိုလိုက်တဲ့ဟာကကျွန်တော်တို့ဗိုလ်ချုပ်ကြီးကဘာကိုတောင်းဆိုလိုက်တယ်လဲဆိုရင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တိုင်းရင်းသားလက်နက်ကင်ခြေကုပ်စခန်းတွေကိုမြန်မာစစ်တပ်ကအပိသက်ထိုးစစ်ဆင်ချေမှုန်းတဲ့ခါမှာထိုင်းစစ်တပ်ကမတိကျင်အောင်ဆောင်ပေးပါတဲ့ထိုင်းနယ်မြေကဖြတ်ပြီးတိုက်ခိုက်ခွင့်ပေးပါတဲ့ဟိုဘက်ကထိုင်းနိုင်ငံသူ့လူမျိုးသူလာကဲတယ်ကျွန်တော်တို့နိုင်ငံကခေါင်းဆောင်တွေကြတော့ကိုယ့်လူမျိုးချင်းတပ်ဖို့မတိကျင်အောင်ဆောင်ပေးဖို့တောင်းဆိုတယ်တိုက်ကြခိုက်ကြတေးကြကြတော့ကျွန်တော်တို့အောက်ခြေစစ်သားတွေနဲ့ဒေသခံတိုင်းရင်းသားတွေပါဒီလိုကိုယ့်လူမျိုးချင်းနှိမ်နှင်းတပ်ဖြတ်ပြီးအတ္တမအုပ်ချုပ်နေတဲ့စေအုပ်ချုပ်ရေးစနစ်အောက်မှာအယက်သားပြည်သူရောကျွန်တော်တို့တပ်မတော်သားများပါဥပဒေစနစ်တကျမရှိခြင်းစေအုပ်ချုပ်ရေးနဲ့အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်ခံရခြင်းစတာတွေရဲ့ဆိုးကျိုးတွေကိုခံစားနေရပါတယ်ဒီနေ့မလာပိုင်းတုန်းကဖြစ်ပွားခဲ့တဲ့ကိုတက်နန်ဦးဆိုတဲ့မျိုးချစ်လူငယ်တယောက်ကိုအာနာပိုင်းပစိန်ယိုးလက်ပါစီလူမိုက်အဖွဲ့တွေဝိုင်းရိုက်တပ်ပလိုက်ကြတော့ကကြားခဲ့ရတဲ့တားပေမိခင်ကြီးစုနိကြည်ကွဲပွဲအတန်လေးဟာကျွန်တော်တို့စစ်သားတွေရင်ထဲမှာဒီနေ့ထိပဲ့တင်ထပ်နေသေးပါတနကြီးတွေကင်ထားပြီးပြည်သူကိုကာကွယ်မယ်လို့အော်ပြောနေကြပေမဲ့နိုင်ငံသားတယောက်အခုလိုလူစုဝိုင်းရိုက်တက်လိုက်တာကိုဘာမှမဖြစ်သလိုနေတတ်တဲ့စစ်ဗိုလ်ချုပ်ကြီးတွေကကျွန်တော်တို့စစ်သားတွေကိုဒီအကြောင်းတွေမသိအောင်ဖုံးဖိကာစီးထားပေမဲ့ရေဒီယိုကတဆင့်ကြားလိုက်ရတဲ့အမေအိုရဲ့ငိုတန်ဟာကျွန်တော်တို့အမေဖြစ်လိုက်ရင်ကျွန်တော်တို့ဘယ်လိုခံစားရမလဲတည်သွားတဲ့ကိုတက်နိုင်ဆိုတဲ့လူဟာကျွန်တော်တို့ကိုဖြစ်လိုက်ရင်ဘယ်လိုခံစားရမလဲဆိုတဲ့ကိုချင်းစာစိတ်နေနဲ့ကျွန်တော်တို့ကင်ထားတဲ့တနက်ကိုကြစ်ကြစ်ပအောင်စုပ်မိခဲ့ပါတယ်သားလေးရေသားရေအတုံးလဲဆိုတာမထားနဲ့တော့ဒီဘဝတည်းကိုပြန်မဝင်လာနဲ့တော့ဒီဘဝဒီမှာတွင်ဒီဝေကျွေးကိုထားခဲ့နော်သားလေးလွတ်ရကျွရကိုသွားတော့တော့ကောင်းရာဒုက္ခတိသွားနိုင်ပါစေသားလေးရဲ့ဆိုတဲ့ခြေကွဲစရာအမေဦးရဲ့စကားတန်လေးတွေဟာပြည်သူတိုင်းသားတရလုံးကိုကျူးနာတဲ့မျက်ရည်ဖြိုင်စေခဲ့သလိုပြည်သူကိုကာကွယ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တထဲဝင်ခဲ့တဲ့ကျွန်တော်တို့မျိုးချစ်စစ်သားတွေကိုလည်းတွေ့ဝေငင်းငိုင်ခြေကွဲစေခဲ့ပါတယ်ဗျာကျွန်တော်တို့ရဲ့တိုင်းပြည်ကိုကာကွယ်နေပါတယ်လူမျိုးကိုစောင့်ရှောက်နေပါတယ်နဲ့ဘလို့ပဲကြွေးကြော်နေနေဒီလိုမျိုးမတရားမှုလျော့တယ်လို့ပြည်သူလူထုကိုတတ်ခဏလိုက်ခဲ့ပါလို့ခေါ်ပြီးအလောင်းတော်မမြင်ရအောင်ဖျောက်ဖျက်ပစ်တတ်တဲ့မျိုးပြအာဏာပိုင်တွေထောက်လိုင်းရေးတွေစသုံးလုံးတွေရဲတွေစတဲ့ကိုကျိုးရှာတကူကောင်းသမားတွေထင်ရလုံနိုင်အောင်သူတို့ကိုကျိုးစည်းပွားတွေတမင်တပိုးရှာစားနိုင်အောင်ပြည်သူရဲ့လေပင်ကိုနင်းပြီးဒီအာဏာပိုင်လူထုကြီးတဲ့ချမ်းသာကြွယ်ဝနေနိုင်အောင်အထောက်အကူပြုပေးနေရတဲ့အဓိကအဖွဲ့အစည်းဟာကျွန်တော်တို့စစ်တပ်ဖြစ်နေတယ်တော်တဲ့တောင်ထဲမှာဝဲဆဲမဲသက်ဒုက္ခရောက်ပြီးတည်ကြည်ပြတ်တော့ပိတ်ဆက်ဖို့ကြာကျွန်တော်တို့စံစားချမ်းသာဖို့ကြာတော့သူတို့အာဏာပိုင်လူထုဘေးဒုက္ခရောက်တော့ကျွန်တော်တို့စပါးတွေရဲမိတယ်ကျွန်တော်တို့ရဲ့သားသမီးတွေဖြစ်နေတယ်ရဲဘော်တို့ကြီးဒီလိုပြည်သူတွေတရားမဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခံရတဲ့သတင်းတွေဟာနိုင်ငံအနှံ့ဟိုကဒီကထွက်လာပြီမြဲကျွန်တော်တို့ဗိုလ်ချုပ်တွေကတော့ဒီသတင်းတွေတက်ထဲမပြန်ပွားအောင်အမောင်ချပိတ်ဆို့ကာကွယ်ထားပါတယ်
ကိုတနိုင်ဦးဟာအကျင့်စာရိတ္တမကောင်းလို့ဝိုင်းရိုက်တက်လိုက်တာလို့ဝါဒဖြန့်တော့ဒီအာဏာပိုင်တွေမတရားလက်စားခိုးယူပြီးတော့ငွေတန်းပေါင်းထောင်ချီချမ်းသာနေတာကျွန်တော်တို့မြင်နေရတော့ဒီမိသက်တွေဒီကြက်ဖွင့်နေစောစောကအကျင့်စာရိတ္တမကောင်းလို့ဆိုတဲ့လူတစ်ယောက်ကိုဝိုင်းရိုက်တက်လိုက်တဲ့ဒီလူတွေကလက်ရှိခိုးယူချမ်းသာနေတဲ့စစ်ဗိုလ်ချုပ်တွေဝင်ကြီးဝင်ကလေးတခိုးတွေကြီးဘာလို့ရိုက်မတက်တာလဲလို့ကျွန်တော်ရဲဘော်တရားကျွန်တော်မေးဘူးတယ်ကျွန်တော်လည်းကြံပြေးလိုက်ပါတယ်ဒီကနေ့မြန်မာပြည်မှာအင်အားကြီးမှကြီးပွားချမ်းသာတဲ့တခိုးဓမြတွေကိုအစိုးရလို့ခေါ်တယ်လို့ကျွန်တော်ပြန်ပြေးလိုက်ပါတယ်ဒီလိုဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့ဖြစ်စဉ်တွေကိုကျွန်တော်မျိုးချစ်စသားတွေလက်မခံနိုင်ပါဘူးကျွန်တော်တို့ကတခိုးတပြအလီဘာဘာတို့ရဲ့နောက်လိုက်လက်နက်ကန်တွေမဟုတ်ပါဘူးမြန်မာတိုင်းမှာပြည်သူလူထုတရားလုံးရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဆောက်ရှောက်ခြင်းနဲ့မျိုးချစ်စသားတွေတာဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ရင်ထဲကမကျေနပ်မှုနစ်နာဆုံးရှုံးမှုတွေကိုကြားတဲ့နည်းနဲ့တောင်းဆိုကြဖို့အချင်းချင်းဆော်ဩကြပါတယ်ဒါကျွန်တော်တို့ယုံကြည်တဲ့ဒီမိုကရေစီရေးပါပဲဒါနဲ့ပဲစစ်တီအရာရှိမြောင်များစွာတို့ဟာမိမိတို့ရဲ့လုတ်သက်ပြည့်စစ်သက်ပြည့်အနေနဲ့နှုတ်ထွက်ခွင့်တင်လာကြပါတယ်နှုတ်ထွက်ခွင့်တင်တဲ့အရာရှိစစ်တီထောင်ကနန်းအရေးအတွက်ရောက်ခဲ့ပါတယ်မတရားတဲ့အာဏာပိုင်အစစ်စစ်တို့ရဲ့အာဏာသုံးကိုကြိုးရှာလက်အောက်ပါဇက်ပေါက်၄မျိုးနင်းပြီးတော့ကလော်ထုတ်စားတော့ကြတဲ့အာဏာပိုင်တွေရဲ့မတရားမှုတွေကိုတရားဝင်တိုင်စာတွေနဲ့တိုင်တန်းလာကြတယ်ဒါတတဲ့ကကိုခွင့်ရေးကိုတောင်းဆိုတဲ့ဒီမိုကရေစီရေးတိုက်ပွဲဝင်လှုပ်ရှားမှုတွေပါပဲဒီဖြစ်စဉ်တွေရဲဘော်တို့အတိပါဒီနေ့ဒီလည်းဖြစ်နေသေးပါပဲဒီလိုမျိုးကျွန်တော်တို့တက်မှာမငြိမ်မသက်ဖြစ်နေခြင်းကျောင်းသားကောင်းဆောင်တွေအဖမ်းခံရတဲ့ဖက်စစ်ကင်မီတိုင်းအထူးရဲဆိုတဲ့သစ္စာပေါက်တွေကခဏလိုက်ခဲ့ပါလို့ခေါ်သွားတာအခုတည်းပေါ့ဒီမှာကျွန်တော်တို့ကြားလိုက်ရတဲ့အကြောင်းလေးပြောချင်ပါတယ်အကြောက်တရားကင်းစင်တဲ့ကျောင်းသားကောင်းဆောင်တွေရဲ့ဒီဖက်စစ်ကင်မီတိုင်းတွေအိမ်မှာလာဖမ်းတဲ့အချိန်ထိတီငိမ့်ငိမ့်ရင်ဆိုင်သွားတဲ့စကားတန်တွေရေဒီယိုကတစ်ဆင့်ကြားရတဲ့အခါမှာကျွန်တော်တို့တတွေရဲ့လက်ရှိဘဝဖြစ်တဲ့တိုင်းမှုဗျူဟာမှုတွေချင်းချောက်အနိုင်ကျင့်ခံမှုပြားပြားမောက်ကြောက်နေရတဲ့ကျွန်တော်တို့စစ်သားတွေကတစ်ခုခုစဉ်းစားမိပါတယ်။ဘာလဲဆိုကြောက်ရွံ့ခြင်းဆိုတဲ့တရားကိုဆက်ပြီးမွေးမြူထားတင်မတင်စဉ်းစားလာမိပါတယ်။အာနာရှင်စနစ်ဆိုတာဟာကြောက်တတ်တဲ့လူတွေပေါ်မှာပဲလွှမ်းမိုးအနိုင်ကျင့်လို့ရတယ်ဆိုတဲ့အခြေအနေမှန်ကိုကျွန်တော်တို့နားလေသိမြင်လာပါတယ်ကျွန်တော်တို့ဆက်ပြီးကြောက်နေတင်သလားကျွန်တော်တို့ဆက်ကြောက်နေရင်ကျွန်တော်တို့သားသမီးတွေလည်းဒီဆက်ကြောက်ရတဲ့ဘဝထဲမှာကျင်လည်အောင်ပါပါဒီလူတို့တရားလုံးတမလို့တရားလုံးဘေးဒုက္ခအတီးတီးဆင်းရဲမွေးတည်မှုအဖုံဖုံတန်းတူခံစားရင်ဆိုင်နေကြရတယ်လို့အုတ်ချုပ်သူအာဏာပိုင်အဆင့်ဆင့်ရဲ့မတရားပြည်စည်းနေစေမှုခံရတာချင်းနဲ့အတူတူပါပဲကျွန်တော်တို့ဝမ်းနည်းစွာခံစားရတာတခုကတော့မတရားမှုတွေပြည်စည်းမှုတွေခံရလောအားကြီးတဲ့ပြည်သူလူထုကသူတို့ကိုအနိုင်ကျင့်နှိပ်စက်တတ်တဲ့စစ်ယူနီဖောင်းဝတ်စစ်သားမှန်သမျှကိုမုန်းတီးခဲ့ကြတာကိုပါအဲ့ဒါကျွန်တော်တို့ဝမ်းနေပါတယ်ကျွန်တော်တို့မြန်မာတပ်မတော်ထဲမှာကျွန်တော်တို့ကဲ့သို့ပြည်သူမျက်နှာတိုင်းသားလူထုရဲ့အကျိုးကိုသာတည်ပိုးဆောင်ခြင်းကာကွယ်ပေးခြင်းနဲ့မြို့ချစ်တပ်မတော်သားမြောက်များစွာရှိနေပါတယ်ဒါကြောင့်တလက်နဲ့ကင်ထားတဲ့စစ်သားအလုံးကိုပြည်သူလူထုကြီးမမုန်းပါနဲ့ခင်ဗျာအမေအိုရဲ့သားတယောက်ကိုခဏလိုက်ခဲ့ပါဆိုပြီးခေါ်သွားတေသလားရှင်သလားခုထိမသိကျန်တဲ့သားတယောက်ကြမတရားဖြစ်စီနှိမ့်ဆက်တဲ့ဖက်စစ်အကျဉ်းတော်ထဲမှာနှိမ့်ဆက်တဲ့ဒဏ်တွေကြောင့်ကွယ်လွန်ကျန်ရတဲ့ပရိဒီဝါတောကမိနဲ့အဟုန်ကြီးကြီးတောက်လောင်နေတဲ့မိခင်တို့ရဲ့ဝေဒနာကိုထပ်တူကိုချင်းစာနားလေပြီးကျူးနာတတ်တဲ့တမတော်သားတွေမြောင်များစွာရှိနေပါပြီလို့မိဘပြည်သူတွေကိုပြောချင်ပါတယ်စစ်သားတွေထဲမှာပြည်သူနဲ့ဒန်းတူခံစားနာကြည်မုန်းတီးနေတဲ့သူတွေရှိပါတယ်ဗျာလူချစ်တမတော်သားတို့ခင်ဗျာပြည်သူလူတို့ရဲ့အမျိုးသားရေးနိုးကြားလာမှုနဲ့အတူမြို့ချစ်စစ်သားတို့ရဲ့ဒီကနေ့ပခုံးပေါ်ကြောက်ရောက်လာတဲ့ဒီကနေ့ဖြစ်တဲ့တမိုင်းပေးတာဝန်ကိုဘလို့ကြည်ပြောင်းအောင်ထမ်းဆောင်ပေးခဲ့ကြမလဲလို့ကျွန်တော်တို့ရဲ့မျိုးဆက်သစ်ရင်သွေးလေးတွေကမျော်လင့်ဆောင်စားနေကြပါပြီချစ်တော်ရဲ့ပေါ်ခီးရခီးရဖျားဖျားစီစဉ်ဖြစ်